မုတ်ဖတ်တုတ်စားမယ်မုတ်ဖတ်တုတ်စားဖို့အတွက်ကော်ဖီရယ်မုတ်ဖတ်ရယ်နနံပင်လေးရယ်နနံပင်ကြိုက်တဲ့ဖွဲ့ဆိုနနံပင်ကမပါမဖြစ်ဘုဒ္ဓနေ့ကကြော်ထားတဲ့ငဖယ်လေးတွေကိုပြန်ကြော်ထားတယ်အကြော်ဝယ်ထားတယ်တုတ်စားပါမယ်တုတ်ပါတော့မယ်ငဖယ်ကြော်ရဲ့အကြော်လေးထည့်ထားတယ်ငရုတ်သီးမုတ်ဖတ်တွေကတော့အများကြီးပဲစီချက်ထည့်မယ်စီချက်များများလေးထည့်ရမယ်စီချက်များများလေးထည့်မယ်အတုပ်မှာလေမြန်မာတုပ်တွေမှာစီချက်ကအသက်စွန်ကြောင်မုတ်ထည့်မယ်သူများတွေထည့်မထည့်တော့မသိဘူးကတော့စွန်ကြောင်ကိုထည့်တယ်ရှိရင်ထည့်တယ်ပဲမုတ်ထည့်မယ်ဒါတောင်ပဲမုတ်လေးပဲမုတ်ထည့်မယ်မကြီးရထည့်မယ်မကြီးရထည့်မယ်ချင်းချင်းဆက်ဆက်လေးပြချင်းငမ်းပြားရထည့်မယ်ငမ်းပြားလေးထည့်မယ်နည်းနည်းပဲထည့်မယ်အချုံမုတ်ထည့်မယ်စားထည့်မယ်နေပါမယ်နေလိုက်ပါအောင်မယ်အားရပါရနေလိုက်ပါအောင်မယ်နော်ပြန်လာခဲ့မယ်မုတ်ဖတ်တော့ရပါပြီမုတ်ဖတ်တော့လေးပါစားကြပါအောင်ရှင်မုတ်ဖတ်တော့ရှယ်ပဲအများကြီးပဲမုတ်ဖတ်တော့ဒါကြောက်မြောင်းကဝယ်လာတာအမဲကျော်တော့အမဲကျော်ထိုင်းတော့ထိုင်းစတိုင်အဲ့ဒါ6,000ပြရတယ်မဲကျော်ဟုတ်နဲ့စားပါလားစားပါလားဘာပြီးမှလုပ်ပါလားကြပါအောင်ရှင်ဟုတ်တော့နဲ့ထားကြပါအောင်ရှင်စားလိုက်ပါအောင်မယ်ရှင်ဒါ